Hello မင်္ဂလာပါဒီနေ့ video editing ကိုချိန်ကနေစာမှလေ့လာတာ14ရက်မြောက်နေ့ပြဒီ day 14မှာကျွန်တော်တို့ဗာလေ့လာရမယ်ဆိုရင် marking လို့ခေါ်တဲ့ video ဖြတ်တောက်ပုံဖော်နည်းလို့ပုံဖော်နည်းကိုကျွန်တော်လေ့လာရမှာပြပထမဦးဆုံးကျွန်တော်တို့ဒီ original video ကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်နော်ဟုတ်ကဲ့ဒါတော့original video ပေါ့နော်ဒါ marking မထည့်ရသေးဘူးပေါ့နော် marking ထည့်ဖို့ဆိုရင်ကျွန်တော်တို့ဒီ video ကို click တစ်ချက်နှိပ်လိုက်မယ်ပြပြီးရနေဒီအောက်ခြေက toolbar မှာကျွန်တော်တို့ဒီမှာ map ဆိုတဲ့ဟာရှိပြ map ကိုချက်နှိပ်ပြီးတော့ cycle ဆိုတဲ့ဟာပေါ်လာမှာပြ cycle ပေါ်လာပြီဆိုတော့ကျွန်တော်တို့ဒီမှာအတိကမြင်စေချင်တဲ့အရာကျွန်တော်တို့ဒီလူနှစ်ယောက်စပိန်စီးလာတာကိုကျွန်တော်မြင်စေခိုင်းစေတော့ဒီမှာသူစဝိုင်းတေးလေးကတို့နှစ်ယောက်ကိုပို့ဖို့မှပြုမှထားလိုက်မယ်နော်ပြန်နေဒီအောက်ခြေကများကိုအောက်ကိုဆွဲလိုက်မယ်ပြဒါဆိုရပြီနော်အမှန်ချစ်ပြီးရတယ်ကျွန်တော်တို့ဒီ map ထဲပဲ recycle ထဲပြန်သွားရမှာပြ recycle ထဲမှာ2ပေက cycle ပေက recycle ပြန်သွား recycle ပြန်သွားပြီးပြီဆိုရင်လည်းကျွန်တော်တို့ဒီဟာကိုချဲလိုက်မယ်နော်ပြန်နေကျွန်တော်တို့ဒီမှာအလင်းမောင်နည်းပြန်ချိန်မယ်ပြကျွန်တော်တို့တော့ပဲထားလိုက်မယ်နော်ပြန်နေအမှန်ချစ်လိုက်ရင်ရပြီပြဗီဒီယိုထည့်ကြည့်ရအောင်ပြခုဆိုရင် marking ထည့်လိုက်တဲ့တောင်မျိုးပြောင်းလဲသွားတာနော်ဘာကိုပြောင်းလဲသွားလဲဆိုတော့ဒီ marking ထည့်ရတဲ့အကြောင်းရင်းကြတော့ဒီရုပ်ရှင်တွေထဲမှာပေါ့နော်အတိတ်ကိုပြန်တတိရတဲ့အခန်းတွေတို့စိတ်ကူးရင်တဲ့အခန်းတွေမှာတဲ့ဒီနီလန်းကိုကျွန်တော်တို့အတုံးများရပေါ့နော်ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့လေ့လာရတင်ခန်းစာတော့ဒီဗီဒီယိုမှာmarking ထည့်ရတဲ့တင်ခန်းစာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ